Hello အားလုံးပဲမင်္ဂလာပါအားလုံးပဲတာယာရင်းဒီလေးတစ်နေ့ကိုပိုင်ဆိုင်ရပါစေနော်ဒါကဒီလေးမိတ်ဆက်ပေးတာမှာတော့ဗာလေးလဲဆိုတော့ကြောက်စိမ်းတော့အစ်စ်လေးပေါ့ဒီဟာလေးတွေကကြတော့အထည်ကတော့ဝတ်လို့မရဘူးဒီအခုကဒါတို့ကကြောက်စိမ်းလေးမျက်လုံးလေးမြင်အောင်ဆိုပြီးတော့မှဒီကြီးတယ်လေးနဲ့ထည့်ပြီးခတ်ပေးထားဝေးတယ်လည်းမဟုတ်ဘူး9 to 5တယ်လည်းမဟုတ်ဘူးကြီးတယ်အဲ့တော့ဒါခုပြောချင်တာဒီဗီဒီယိုလေးကိုစဆုံးကြည့်ရှုပေးရတူတွေအကုန်လုံးကျေးဇူးများတင်ပါတယ်လို့ဒီရဲ့ကြောက်စိမ်းတွေလေးတွေကဝတ်ထည်လေးမဟုတ်ဘူးကြောက်စိမ်းအပွင့်လို့ပဲရောင်းတာဖြစ်တဲ့အတွက်ဒါနမူနာပုံခတ်ပေးထားတာအဲ့လိုလိုချင်နေဆိုလို့ရှိရင်ချစ်သူလေးတို့ကကိုယ့်ဘာကိုမြန်ခတ်ကမှာပါအဲ့ဆိုတော့ဒါဗီဒီယိုလေးနဲ့မိတ်ဆက်ပေးမယ်နော်အခုဒါလေးကကြတော့ကြောက်စိမ်းပဲကြီးလေးသူကကြတော့ဇိမ်းအရင်ကြောက်စီကြောက်သားကြောက်မျိုးလေးလည်းကောင်းတယ်ဒီတကွင်းကတော့သူကပဲဘက်ကိုသွားတယ်လူစိမ်းပဲကြီးပေါ့ဒါပေမဲ့သူကကြတော့မှဲ့ဆက်လေးနည်းနည်းတော့ပါတယ်ဒါပေမဲ့ဒီမှာတရေတက်နေအပြင်မှာနည်းနည်းလေးတရေလျှော့ကြည့်ပေါ့ဒီပစ္စည်းတွေကစိုင်မာလာကြည့်လို့ရတယ်ပေါ့နော်စိုင်မာလာကြည့်လို့ရတယ်စိုင်မာကိုယ်တိုင်ကိုကြားကြည့်ပြီးဝယ်လို့ရတယ်အတိုင်းလေးလိုချင်တော့ဒါကိုဘိုင်ဘာဖုန်းနံပါတ်0926213662ကိုပြန်ဆက်သွယ်ပြီးတော့မှမေးမြန်းစုံစမ်းလို့ရတယ်နော်တချို့ဈေးလေးတွေရောပဲပေါ့ဒါလေးဆိုလဲချွမ်ပေါ့ဒါလေးကစိုင်မာ9သိန်းဈေးထွက်ထားတယ်တူတယ်ဟိုအရှင်းနှစ်ပွင့်ကတော့မထွက်ထားဘူးဒါလေးကဒီ9ပွင့်ရလဲတက်လို့အလုံးဒီက2လုံးရှိရရှေ့က3ပွင့်ရတက်လို့ဒီ6ပွင့်ရတက်လို့ဒါပေမဲ့ဟိုဂူရိုဂျင်နာလေးတွေကိုစခွင့်ရှော့လေးရိုက်ပြီးတော့မေးလို့ရဒီထဲမှာကြတော့သူကဒီချွမ်ပဲဖြစ်ဖြစ်ဒီဟာပဲဖြစ်ဖြစ်ဒါတို့ဆေးမပါဘူးဆေးမပါတဲ့အတွက်ကြောင့်မို့တဘာဝဒါတွေကခဲဖြတ်ပြီးတွေးထားတဲ့ဟာလေးတွေပေါ့နော်တဘာဝလေးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ချလက်ချဝယ်လို့ရတယ်အချိန်မလောက်ပဲကြာကြာချစ်သူလေးတို့ရဲ့ပစ္စည်းလေးတွေအယောင်ပြောင်းသွားမှာမဟုတ်ပါဘူးအဲ့ဒါလေးကကြာဘာလို့ထည့်ပြောရလဲဆိုတော့နည်းနည်းရှေ့မှာအဲ့ဒါမျိုးလေးတွေကြုံမှုလို့ပေါ့နော်ဓာတ်ရှည်ကဝယ်ထားတော့မဝယ်ဘူးတဲ့သူတွေကတော့မဟုတ်ဘူးဒါပေမဲ့သူများရှည်ကဝယ်ပြီးတော့မှဓာတ်ကိုပြန်လာပြီးတော့မှပြန်ပြောတဲ့အခါမျိုးတွေမှာကြုံရရရှိရပေါ့ပေးဝယ်တဲ့အခါမျိုးမှာဒါဆိုလို့ရှိရင်တော့ကြောက်စီကြောက်သားလေးကောင်းတယ်ကြောက်စီလေးလည်းပါတယ်ဒါပေမဲ့သူကပန်းလေးနည်းနည်းကြားလာရိတ်ကလေးလိုဖြစ်နေဒီဘက်လေးမှာလေဒါပေမဲ့သူလည်းလှတယ်သူကမှဲ့ဆက်တော့ဘာလို့မပါဘူးဒီဟာလေးတွေကတော့ဒီအစိမ်းလေးတွေကတကွင်းကို15သိန်းနဲ့ပဲထထရောင်းမိမှာပေါ့နော်တကွင်းကို15သိန်းနဲ့ပဲရောင်းမိမယ်ဒီဒေါ်လာကကျတော့3ကွင်းပါတယ်ပေါ့ဒီဟာလေးတွေကကြာကာလာကဒါအပြင်မှာကာလာနည်းနည်းပိုလှတယ်ဒီဖုန်းထဲမှာနည်းနည်းကာလာဒါမီးအဖြူရောင်နဲ့ရိုက်တော့ကာလာနည်းနည်းလေးတောင်လို့သေးဒါပေမဲ့ကြောက်စီကြောက်သားလေးတွေတော့ကောင်းပါတယ်ကောင်းတယ် तू ကနည်းနည်းလေးမျိုးပိတ်နည်းနည်းလေးဟိုအရှိကခုနကဒါပြတဲ့အပွင့်သက်ဆိုင် तू ကကြောက်မျိုးတန်းလေးနည်းနည်းလျော့တယ်ပေါ့ဟိုကတော့ကြောက်မျိုးတန်းပိုကောင်းတယ်ဒါပေမဲ့ကာလာတော့ကောင်းလေးနည်းနည်းလေးပိုဖြော်တယ်ဒီဟာကတော့အသားနည်းနည်းပိတ်တယ်ဒါပေမဲ့ကာလာကျတော့လာတယ်တချို့ကြောက်တင်မှဒီလိုရှိပါတယ်ဘာလို့လဲဆိုတော့ကာလာလေးတွေလှရဲအသားပြင်းလေးတွေမျိုးတန်းလေးညော့တာလေးတွေကတိတ်ပတနာမရှိဘူးကာလာလည်းမလှဘူးမျိုးတန်းလည်းမလှဘူးဆိုရင်တော့တိတ်မကောင်းဘူးပေါ့လေအဲ့လိုအဓိကကတော့ကြောက်စီကြောက်သားလေးလည်းပါမယ်မျိုးတန်းလေးလည်းကြောက်မျိုးလေးအသိရှိရမယ်ကာလာလေးလည်းရှိရမယ်အဲ့လိုလေးတော့ပိုကောင်းတာပေါ့ဈေးလေးတွေကတော့သူ့ဈေးလေးနဲ့သူ့ပေါ့ဒါကတော့လမ်းကြုံဒါရှင်းပြပေးရဒါအသိရောက်တဲ့လော်လေးဖြစ်တယ်လက်စွပ်လေးတွေကတော့ချစ်သူလေးတို့ဝတ်လို့မရဘူးကိုယ်တိုင်အထည့်ပြန်ခတ်ပြီးဝတ်မှရမှာစိုက်ကြီးပယ်ကြီးဖြစ်နေလို့ဒါတွေရဲ့ site တွေကကြီးပါလက်ဆွတ် site ယောက်ျားလေးဝတ်လက်ဆွတ် site လေးရဒီဟာဆိုလို့ရှိရင်တော့ချွမ်ကာလာအမှန်ပေါ့နော်အဲဆိုဘေးတာချွမ်ဟိုဘက်ကဘေးတာအဖြော့ပေါ့ဒီကောင်ဆိုရင်တော့နည်းနည်းလေးတောက်တယ်ဒီပွင့်လေးဆိုရင်နည်းနည်းပိုတောက်တယ်ဒါအခုတည်းရတဲ့အစ်စ်ဝင်လာတဲ့ဟာလေးတွေပေါ့ဟိုတပုံကကြတော့ရိုက်တာပုံတော့မရိုက်ကတူဒါတလော့ကရောင်းထွက်သွားဆိုတော့တပွင့်ကရောင်းထွက်သွားဒါပုံတော့မရှိုက်လိုက်ရဘူး customer ရှိပါသွားတယ်မတင်ဖြစ်တာဒါလေးတွေကတော့ဒါဒီရက်ထဲမှာမဟုတ်ဒီတစ်ပတ်ထဲမှာရိုက်ထားတာကြပြီဟိုရှေ့3မွေးရရောက်တာကြပြီဒီဟာအခုဒီရက်ထဲမှာရောက်တာပေါ့နော်ဒါဗီဒီယိုလေးတွေမတင်ဖြစ်တာပါဟိုဒါလေးတွေနဲ့ပတ်သက်ပြီးတော့မှသိချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တာပဲဖြစ်ဖြစ်မေးမြန်းစုံစမ်းချင်တာပဲဖြစ်ဒါရဲ့ Viber ဖုန်းနံပါတ်0926213624မှာမေးမြန်းစုံစမ်းပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ဒီမှာကျတော့ဒါဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ချွန်နေတော့ဒါဈေးရပြောလို့မရသေးရတယ်ဒါမပြောခဲ့ဘူးเนาะတကယ်လို့ဈေးလေးသိချင်တာပဲဖြစ်ဖြစ်ဝယ်ခြင်းလို့ပဲဖြစ်ဖြစ်စုံစမ်းခြင်းလို့ပဲဖြစ်ဖြစ်ကြိုက်တယ်လို့ပဲဖြစ်ဖြစ်ဘလို့ပုံစံနဲ့ပဲဖြစ်ဖြစ်ပေါ့เนาะလူချင်းနဲ့သိချင်နေဆိုရင်တော့ဒါရဲ့ Viber ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့ကိုယ်တိုင်ကိုကြမေးမြန်းတာအဆင်ပြေပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်တတာ